ရန်ကုန်ရောက်တော့ဟိုကဂျီရိုနာလေးဝင်စားလိုက်အောင်ကျောင်းမိနာမန်လေးသားလေးဆိုတော့ ထုံးမဝယ်ခဲ့ပေးမယ်နောက်ခါကျတော့ ကြေပါ ရုပ်ပုံဟယ်လိုမင်္ဂလာပါ မင်္ဂလာပါ မရှိတော့ဘူးနော် ဘာမရှိတာဘာမရှိတာတော့ဟမ် ဟိုနေရာမှာရှိပါသေးတယ်အော်ကြီးရွယ်တယ် အရှက် အချက် ဒါမှသူပြောချင်တာ no ပြောအိမ်မှာထားခဲ့တယ် အိမ်မှာထားခဲ့တယ် ဝက်လာခဲ့မှနောက်နေကျရင် အခုကဘယ်ရောက်နေတာအခုက စီဒိုနာဟိုတယ်မှာပါ ဘာတွက်လာ The next big influencer season 2 season 2 meeting ကိုစီဒိုနာမှာလာလောက်တာပါကင်မရာမန်အင်ခေါ်သွားလိုက်မယ်ရလားမသိ လိုက်မလာတဲ့ကိုင် ချစ်လို့အေးကိုင်မရလိုက်ခဲ့ကိုင် အမေကိုမိတ်ဆက်ပေးပါအောင် Ghost Orion or DK တကွက်လောက်လုပ်ပြပါအဲ့ဒါလေး and she နော်နော် မေဥစားကြီး ဒါကြီးရောင်းစီ မန်လေးသားပေါ့ မှန်တာပေါ့အမှန်လေးလား ဟိုမန်လေးမှာကောင်မလေးဟိုဘယ်နှစ်ရက်လောက်ရှိတော့ ရှိဘူး တေးကြလား ဒီကြတော့ပေါ့ တေးကြနော် မှန် တေးကြအင်ခေါ်သွားမယ်နော်လာချစ်တဲ့လေးမွာ တော်စိုးနေရတော်စိုးနေရအဲ့တော့ဘယ်လိုဖြစ်လို့ဒီလူရှိုးမှာပါဝင်ဖို့အတွက်ရွေးချယ်လိုက်တာ ပျော်လို့ကဲကျင်လို့ကန်းကြီးတကောင်မှမသွားဘူးအမှန်တမ်းပြောရပထမဆုံးကန်းကြီးရောက်ဖူးတဲ့အချိန်လေးကိုသူမနဲ့ဖြစ်ချင်ပေမဲ့သူမနောက်တစ်ယောက်နဲ့ဖြစ်နေဆိုတော့ကိုတယောက်တည်းသွားရတာပေါ့နေဝင်လာလေးကိုတူတူကြည့်ရင်ခဲ့တယ် ရတယ်ကိုပီနဲ့ကြီးတွေ့ရသေး Why are you gay? ကဲဆုံးမလားရလို့ Why are you gay? Are you gay? Why are You you are. gay? ဒီပြိုင်ပွဲအတွက် ready ပဲလား No ဖတ်မဝဲရသေးဘောင်းမဝဲရသေးအင်ကြီးမဝဲရသေးရေလည်းမကူတဲ့နိုင်အောင်လုပ် ဝင်လာတော့ကိုပီပဲ ချစ်တယ်လို့ပြောရနော်ဒါမှစိတ်မနာပါနဲ့ မဟုတ်ချစ်တယ်လို့မလိုက်ဘူး ချစ်တယ်အလုံးမလိုက်ဘူးငွေဆောင်ကဟို relaxing ဖြစ်ပြီးတော့ပျော်ပျော်ပါပါဖြစ်မဲ့နေရာလေးဗျာအဲ့ဒါဟိုသူတို့တွေကငရဲပြီဖြစ်အောင်လုံးမဲ့ game တွေဖြစ်မှာဆိုတော့စိတ်လှုပ်ရှားတယ်အရင်လည်းမလှုပ်ရှားရဘူးကိုပဲခံရမှာ ကိုရဲ့အားသာချက်အားနေချက်ဆိုရင်ရောဘာဖြစ်မလဲ လမ်းကြုံဝင်လာတဲ့ camera တွေဆိုတော့မနိုင်တော့ကဘာကိုဖြစ်လိုက်မှာပေါ့နော် လမ်းကြုံဝင်လာတဲ့သူမလိုပဲ ရန်ကုန်ရောက်တော့ဟိုကဂျီရိုနာလေးဝင်စားလိုက်အောင်ကျောင်းမိနာမန်လေးသားလေးဆိုတော့ ထုံးမဝယ်ခဲ့ပေးမယ်နောက်ခါကျ ကြေပါ တကယ်လို့ကိုကအနိုင်ရရှိသွားမယ်ဆိုရင်ရောဘာလုပ်မလဲအကတ်တွေဝယ်မလို့လား မဟုတ်ဘူးပြီးတယ်နားတော့တီးရကိုဒီကောင်နဲ့ ဟမ် ဒီကောင်နဲ့ကိုအပြင်မှာဝတ်စုံတွေထုတ်မှာ ဝစ်စုံထုတ်ပြီးတော့ ဝတ်စုံထုတ်ပြီးတခြားဖြုတ်မှာ keep watching follow me on Ghost X okay follow GoBeat yes and that's the bottom line why cuz Ghost X says so peace out okay ရုပ်ပုံတော့